ကြည့်မြင်နိုင်လို့မျိုးအချက်ချကြပြီးတော့မှလူစီကားတဲ့မြို့နယ်မှာပဲဈေးအတန်အသင့်နဲ့အသင့်ပြင်ဆင်ထားပြီးတော့တိုက်ခန်းအသစ်လေးကိုပြောပြပေးတော့ပါမယ်ဒီမီနီကိုနိုအယောင်လေးရဆိုရင်တော့ကြည့်မြင်နိုင်မြို့နယ်မကြီးတန်းမြောက်အရှိရက်ကွက်မှာရှိပြီးတော့မှကြည့်မြင်နိုင်ကန္နာလမ်းမကြီးနဲ့အထက်ကြည့်မြင်နိုင်လမ်းမကြီးတို့ကိုဆက်ထားပေးတဲ့ဥယျာဉ်လမ်းပေါ်မှာရှိပါတယ်ဒီဥယျာဉ်လမ်းအဆိုရင်တော့လမ်းကျယ်ဖြစ်တဲ့အပြင်ကိုမှစလင်းအားကစားကွင်းနဲ့လည်းနှီးပါတယ်ဒီနေရာအနေထားရပြောရမယ်ဆိုရင်လည်းလမ်းမကြီးနှစ်ခုလုံးကိုဒဲပေါက်ဆက်တွေ့ထားတဲ့လမ်းပေါ်မှာရှိတဲ့အတွက်ကြောင့်မလို့အဝင်ထွက်တာပြီးတော့မှဒီလမ်းကားတွေပါစီးကျင်နေဆိုရင်လည်းလမ်းမကြီးနှစ်ခုလုံးမှာလမ်းကားပြေးဆွဲတဲ့အတွက်ကြောင့်မလို့ဒီကားဂိတ်နဲ့လည်းနှီးပါတယ်အကျယ်ဝန်းနေနဲ့ပြောမယ်ဆိုရင်တော့15ပေပေ60ရှိပြီးတော့မှတိုက်ရဲ့၄ထပ်မြောက်မှာရှိပါတယ်မီနီကိုနိုလို့ဆိုတဲ့အတိုင်းပဲဒီတိုက်မှာလည်းဓာတ်လေကားပါပါတယ်ဒီအယောင်ခန်းလေးမှာဆိုရင်တော့ဒီ master bedroom တစ်ခန်း single bedroom တစ်ခန်းပါပြီးတော့မှပါကီးလည်းအပြည့်ခင်းထားပေးပါတယ်မျက်နှာချက်ကိုလည်းမီးတွေနဲ့တခြားအလားဆင်ထားပြီးတော့မှ TV ဆင်လည်းပါတယ်ပြီးတော့မှဒီရေချိုးကန်းအိမ်သာမီးဝကြောင်တို့မှာလည်းကြွေပြားခင်းထားပြီးဖြစ်ပါတယ်ဆိုတော့ဒီအခန်းလေးရဆိုရင်အသေးသက်နေနိုင်တဲ့အနေအထားရှိပြီးတော့မှ BCC လည်းကြာပြီးသားမို့လို့စိတ်ချလက်ချဝယ်ယူနိုင်မဲ့တိုက်ခန်းလေးပဲဖြစ်ပါတယ်ပတ်ဝန်းကျင်တွေထောက်ပြောမယ်ဆိုရင်တော့ကြည့်မြင်နိုင်မျိုးနယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အနီးနားမှာဆိုရင်ဒီတိုက်ခန်းတွေပဲများတယ်ဂျင်းတွေဗန်တွေစားတော့ဆိုင်အနီးနားမှာတော်တော်များများရှိတယ်အဲအတွက်ကြောင့်မို့လို့လည်းအခြေခံလွယ်ချက်တွေကိုလွယ်ကူရရှိနိုင်ပါတယ်ဒီအယောင်ခန်းလေးကိုတော့အဓိကအားဖြင့်မိသားစုနေမဲ့သူတွေအထူးသဖြင့်တက်ကြီးရွယ်ကိုလည်းနာမကျန်းဖြစ်နေတဲ့သူတွေအတွက်အသက်ဆင်းလို့အဆင်ပြေမဲ့ဓာတ်လီကားလည်းပါရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမိသားစုနေမဲ့သူတွေအထူး comment ပေးလိုပါတယ်ဒီလိုမျိုးအသေးချာလေးပြင်ဆင်ထားပြီးတော့မှအသင့်တက်နေနိုင်မဲ့အပြင်နေရာကောင်းမှရှိတဲ့ဒီမီနီကွန်ဒိုအယောင်လေးကိုတော့တိန်3200တဲ့နဲ့အယောင်ဖွင့်ထားတာဖြစ်ပါတယ်ဇီယန်ကနေပြီးတော့မှအခုလိုမျိုးအိမ်ချက်မြေအယောင်ဒေတာတွေကိုအမြဲပြပြပေးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်